ดีค่ะအားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးမှာတော့ကီရှုမုံဘယ်နှစ်နာရီလဲအချိန်နာရီထဲမှာကြာချိန်နဲ့ပတ်သက်ပြီးတော့အသုံးပြုရတဲ့စကားလုံးလေးဖြစ်တယ်ပေါ့နော်ဥပမာစာကြောင်းလေးအနေနဲ့ဒါလုံးနေတာဘယ်နှစ်နာရီရှိပြီလဲဆိုပြီးတော့မေးချင်တယ်ဆိုလို့ရှိရင်ถามนี่กี่ชั่วโมงแล้วถามนี่กี่ชั่วโมงแล้วဒါလုံးနေတာဘယ်နှစ်နာရီရှိပြီလဲပေါ့နော်သူ OT ဘယ်နှစ်နာရီရလဲဆိုပြီးတော့မေးချင်တယ်ဆိုလို့ရှိရင်တော့ข่าวได้ OT กี่ชั่วโมงข่าวได้ OT กี่ชั่วโมงသူဘယ်နှစ်နာရီ OT ရလဲပေါ့နော်မေးချင်တာနောက်ဆုံးခါကျတော့အနေနဲ့ဆိုလို့ရှိရင်တော့တနေ့ကိုဘယ်နှစ်นาရီလောက်ရလဲပေါ့နော်တနေ့ကိုဘယ်နှစ်นาရီလောက်ရလဲได้ทำวันละกี่ชั่วโมงได้ทำวันละกี่ชั่วโมงတနေ့ကိုဘယ်နှစ်นาရီလောက်ရလဲဆိုပြီးတော့မေးတာပေါ့နော်အဲ့တော့ဒီလိုမျိုးနီးစနစ်လေးတွေကိုစနစ်တကျလေ့လာခြင်းနဲ့ဆိုလို့ရှိရင်တော့share မှာအခုပဲတင်တဲ့အလုပ်ရပါပြီရှင်အားလုံးကိုကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်